စီရန်ကြီးရဲ့ညငယ်မလေးကိုမှချစ်မိသွားခဲ့တဲ့နီးပြစီယာလေးဆက်လန်းအဆောင်မှာတော့တူတူဟာနီးပြစီယာတယောက်ဖြစ်ပြီးတော့မိတ်ဆွေအဆွေကောင်းတာနဲ့ညငယ်တန်ကိုရောက်သွားခဲ့ရောက်ချင်းမှာပဲကန်တီဆိုတဲ့ညငယ်မလေးကိုမိမိချင်း fall in love သွားခဲ့ပစားဘူးတဲ့တီကိုစားမိတဲ့တူမျိုးတူတူဟာကန်တီကိုအရန်ကိုဆွလန်းသွားခဲ့တယ်။သူမဟာချစ်အရန်ကြီးရကြောင်းသူ့ရဲ့လားစာနဲ့တောင်မလောက်တဲ့မိန်းကလေးဖြစ်တယ်။သူမနဲ့အချိန်ပိုင်းလေးတွေ့ရဖို့အောင်တူတူဟာငွေတွေကိုမရရတဲ့နည်းနဲ့စုရပါတယ်။ကျောင်းမှာကျောင်းအကြီးမတီအောင်ဟီခဲတုတ်တွေခိုးရောင်းနေကန်တီကိုတစ်ပတ်တစ်ခါတွေ့ရဖို့သူအရန်စူးစမ်းရုန်းကန်ပြီးငွေရှာရတာမလွယ်လာပါဘူး။အခုဆိုသူမဟာရက်ကွက်အစ်စ်ညငယ်တည်းမှာမဟုတ်တော့ပဲချီချီကလပ်ရဲ့ဖော်ချုပ်မဲ့ဖြစ်လာလို့ဈေးလဲပူကြီးလာခဲ့တယ်။ဒီကေဟာတူတူကမထိုက်တန်တဲ့မိန်းမကောင်မှချစ်မိခဲ့တယ်။လူချမ်းသာလူကုန်ထမ်းအတိုင်းဝိုင်းနေရဲ့ချီတော်တင်ခန့်ဒီမိန်းကလေးနဲ့နိုင်ပိုင်းစာလေးတိတ်ခွင့်ရဖို့တောင်ရုန်းကန်နေရတဲ့ဘဝသမားဖြစ်တဲ့သူကိုသူအားမလို့အားမရဖြစ်မိရဲ့။ဒါပေမဲ့ကန်ဒီကအခွင့်ရေးပေးခဲ့တယ်။သူတို့တကယ်တမ်းပေါင်ဖက်ကြီးတဲ့အခါဒီအိမ်တော်ရေးကအဆင်မပြေခဲ့ကြပါဘူး။တူတူကကန်ဒီကိုဒီညငယ်ဘဝကလည်းဆွဲထုတ်နိုင်ခဲ့ပြီးထင်ခဲ့ရလေ။အိမ်တော်တဲ့ဘဝမှာကန်ဒီကအကင်လေးတွေရောင်းတယ်တူတူကတော့ဒလီပို့တယ်ဒါပေမဲ့ပင်မဲစီရဲတော့တဲ့ဘဝမှာကန်ဒီမနေနိုင်ပါဘူးနောက်ဆုံးတော့သူမရဲ့ညငယ်ဘဝကိုပဲသူမပြန်ရွေးချယ်ခဲ့တယ်တူတူလိုချင်တာတွေကိုမကောင်းတဲ့အလုပ်တွေလုပ်ပြီးတော့ဖြည့်ဆည်းပေးခဲ့တယ်နောက်ဆုံးမှတူတူရှိမိသွားပြီးသူမဒီအလုပ်ကိုပြတ်လုံးနေပြီဆိုတာသိလိုက်ရတော့လမ်းခွဲခဲ့ပါတယ်မင်းမှန်တယ်မင်းပြောသလိုကန်ဒီငါမင်းကိုကဲတင်နိုင်တဲ့သူမဟုတ်ခဲ့ပါဘူးဆက်လဲလေးရတော့ဒီလောက်ပါပဲရှင်ဘီဘီဘူးကစနန်းကောင်းတဲ့တင်ဆက်ပေးမှာမို့ channel လေးကို follow လေးလုပ်ထားပေးအောင်နော်